阿龙哥，特肯耶稣，克多皮耶，那么多面奶，明个喇叭路那空十八嘞，今天来呗，吃到，他妈没睡，你个妈妈面都啊，那龙达，他妈米里苗耶，闹钟撇得大地阿白我，里拉不样多，阿龙哥，可配把嘞，吃得你个妈妈肉，阿等呢现在，ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖယားသခင်ပြောတဲ့တရားစကားကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာခံယူတဲ့အခါမှာပြီးခဲ့တဲ့နှစ်ပတ်တုန်းကလမ်းမှာကြားတဲ့မျိုးစေ့အနေနဲ့တော်၎င်းကြောက်ပေါ်မှာကြားတဲ့မျိုးစေ့အနေနဲ့တော်၎င်းဆူးချုံပေါ်မှာကြားတဲ့မျိုးစေ့ဒီဟုသောဒီနှလုံးသားမြေ၃မျိုးကိုကျွန်တော်ဝင်ငှပေးခဲ့ပါတယ်ဒီနေ့မှာကြတော့ကောင်းသောမြေ၌ကြသောမျိုးစေ့ကတော့ဒီမျိုးစေ့ပါပဲခရစ်တော်ယေရှုဖခင်ရဲ့အသက်နဲ့ရှင်တဲ့ဧဝံဂေလိဒီဟုသောဝမ်းမြောက်ပွဲကယ်တင်ခြင်းသတင်းစကားဖြစ်ပါတယ်သို့တော့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနူးညံ့သိမ်မွေ့တဲ့နှလုံးသားနဲ့ကောင်းသောမြေဆိုတဲ့နာခံတတ်တဲ့နှလုံးသားနဲ့နားထောင်တဲ့အခါမှာနာကြားတဲ့အခါမှာအဆ30အဆ60အဆ100ဒီဟုသောအသီးအနှံတွေကိုကျွန်တော်တို့ရိတ်သိမ်းရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုယေရှုရှင်ခရစ်တော်ဖခင်ကပြောထားပါတယ်ကောင်းသောမြေတဲ့ကောင်းသောမြေကသိကြပါတယ်ယခုနကပြောသွားတဲ့သုံးမျိုးဒီဟုသောမြေလမ်းမှာကြားတဲ့မြေကြောက်ပေါ်မှာကြားတဲ့မြေဆူးချုံပေါ်မှာကြားတဲ့မြေနဲ့တော့မတူတာတော့အမှန်ပါပဲဘလို့လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့နှလုံးသားကိုကောင်းသောမြေဖြစ်ကျွန်တော်တို့ခံယူကြမှာလဲပြုပြင်ကြမှာလဲဆိုတော့အရေးကြီးပါတယ်လူတိုင်းကတော့ကောင်းသောမြေဖြစ်ခြင်းပေမဲ့ကျွန်တော်တို့တွေကောင်းသောမြေအကြောင်းကြောင့်မဖြစ်နိုင်ကြပါဘူးသို့တော့အချော့သောမျိုးစေ့တို့သည်ကောင်းသောမြေ၌ကြာသဖြင့်လို့ပြောတဲ့အခါမှာကဘာပေါ်မှာရှိတဲ့လူတန်းပေါင်းများစွာတဲ့ကသင်ဒီဟုသောကောင်းသောမြေမှာတော့ယေရှုရှင်ခရစ်တော်ဖခင်ရဲ့ကယ်တင်ခြင်းသတင်းစကားကြားရပါစေခံယူပါစေလို့မေတ္တာပို့ပါတယ်ကောင်းသောမြေဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့တွေမြေရိုင်းကနေကောင်းသောမြေဖြစ်ဖို့ကျွန်တော်တို့တွေစူးစမ်းရမှာဖြစ်တယ်နံပါတ်1တစ်ချက်ကျွန်တော်တို့အထက်ကယခုနကပြောခဲ့တဲ့လမ်းလိုဖြစ်နေတဲ့နော်လူတွေအထက်ထက်သွားလာလို့မာကြောနေတဲ့ညင်းဆန်တက်တဲ့နှလုံးသားဒီနှလုံးသားကိုနော်ကျွန်တော်တို့တွေချိုးဖဲ့ချေမွားရမှာဖြစ်တယ်ကျွန်တော်တို့အာယုန်ထဲမှာပြုတ်ကြည့်လိုက်ပါစဘာဆိုင်မဲ့တောင်သူလယ်သမားတွေပထမဦးဆုံးစဘာဆိုင်ဖို့ဆိုရင်သူတို့ရဲ့မြေကိုသူတို့ထည့်ထိုးရပါတယ်ထည့်ထိုးရတယ်ပြီးရင်သူတို့တွေအပေါ်မှာရှိတဲ့အမှိုက်တရိုက်တွေကိုရှင်းလင်းရပါတယ်ပြီးရင်အဲ့ထည့်ထိုးထားတဲ့မြေတွေစိုစွတ်ဖို့ရန်အတွက်သူတို့ပြုလုပ်ရပါတယ်အဲ့လိုစိုစွတ်လာလို့နူးညံ့ပျော့ပြောင်းလာတဲ့မြေပေါ်မှာသူတို့တွေစဘာမျိုးစေ့ကိုထည့်ပါတယ်အဲ့လိုစဘာမျိုးစေ့ကိုထည့်တဲ့ကျေးတဲ့ခါမှာလဲအဲ့စဘာမျိုးစေ့ကအဲ့ဒီမြေပေါ်မှာကြယုံလောက်ပဲမဟုတ်ပဲနဲ့ကောင်းသောမြေပေါ်မှာကြယုံမဟုတ်လောက်ပဲမဟုတ်ပဲနဲ့အဲ့ဒီမြေရဲ့အထဲကိုရောက်သွားတာဖြစ်တယ်ဒုတိယတစ်ချက်ကျွန်တော်တို့မျိုးစေ့ကျဲတဲ့အဆင့်ပေါ့နော်ဒီအဆင့်မှာကြတော့မျိုးစေ့ကျဲတဲ့သူကကျွန်တော်တို့ရဲ့ကောင်းသောမြေဆိုတဲ့ကျွန်တော်ကနှလုံးသားနူးညံ့သိမ်နှလုံးသားထဲမှာတရားမျိုးစေ့ကိုထည့်လိုက်တဲ့အခါမှာအဲ့ဒီမျိုးစေ့ကျွန်တော်နှလုံးသားထဲကိုကျသွားတာမျိုးစေ့ကမြေကြီးတဲကိုကျသွားရင်ကျွန်တော်သိတဲ့အတိုင်းပဲမြေကြီးရဲ့အထဲကိုရောက်သွားတာဖြစ်တယ်ဒါပါအောင်ဆိုလာတယ်ငါသိတယ်ငါတတ်တယ်ဆိုတဲ့အရာတွေအားလုံးကိုကျွန်တော်တို့မြုပ်နှံလိုက်တာဖြစ်တယ်ကိုတောင်မကယ်တင်နိုင်တဲ့ကျွန်တော်တို့ရဲ့အသက်တာကိုယေရှုခရစ်တော်ဖခင်ကကယ်တင်မယ်လို့ပြောတဲ့သတင်းစကားကိုကျွန်တော်တို့တွေနူးညံ့သိမ်မွေ့စွာနဲ့နားထောင်ပြီးကျွန်တော်အသက်တာကိုယေရှုရှင်ခရစ်တော်ဖခင်လက်ထဲသို့အပ်လိုက်တာပဲဖြစ်တယ်။အဲ့ဒီခါမှာဒီမျိုးစေ့လေးဟာတ
တရားစကားကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာအမှောင်တိကျခြင်းနေကျွန်တော်ဘဝမှာအမှောင်တိကျနေတယ်လို့ပူလောင်ခြင်းဝေဒနာဒီဟုသောသခင်ယေရှုခရစ်တော်ဖျားကိုကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်မှဘေးပယောဂတွေရဲ့ဖိစီးခြင်းနှိပ်စက်ခြင်းတွေအမျိုးမျိုးကြုံရတာဖြစ်တယ်။အဲ့ဒီခါမှာကျွန်တော်တို့တွေကငါမှားပြီလားလို့ကျွန်တော်တို့ထင်မြင်မိပါတယ်။မမှားပါဘူး။ယေရှုရှင်ခရစ်တော်ဖျားကကျွန်တော်တို့ရဲ့ဘဝအသက်တာအဆုံးထိအဆ30အဆ60အဆ100ပွားများထိပြုမှာပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်။ကျွန်တော်တို့မြေထဲကိုမျိုးစေ့ကျသွားလို့ကျွန်တော်တို့ပြန်လှန်ပြီးကြည့်နေစရာမလိုပါဘူးအချိန်တန်ရင်အဲ့ဒီမျိုးစေ့လေးကအညှောက်လေးဖြစ်ပြီးတော့မှအပေါ်ကိုမတက်ခင်အောက်ကိုအမြင့်နေနဲ့အရင်ကျပါတယ်အောက်ကိုအမြင့်နေနဲ့ကျရင်တဲ့အချိန်မှာအပေါ်ကိုလည်းအညှောက်နေနဲ့အပင်ပေါက်လေးနဲ့အပင်ပြိုလေးနဲ့တက်လာတာဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်သိရမှာကကျွန်တော်တို့ကိုမျိုးစေ့ကျဲတဲ့ဥယျာဉ်မူသခင်ယေရှုကကျွန်တော်ရဲ့အသက်တာကိုလုံလောက်တဲ့မိုးရေလုံလောက်တဲ့လေလုံလောက်တဲ့နေပူလုံလောက်တဲ့မြေဩဇာဒီဟုသောကျွန်တော်တို့အသက်တာကြီးထွားရင့်ကျက်ဖို့အတွက်သူကျွန်တော်တို့ကိုပြုစုပြောထောင်တာဖြစ်တယ်ပြီးတဲ့အခါကျတော့အချိန်တစ်ချိန်မှာကျွန်တော်တို့တွေကအပင်ကြီးထွားလာပြီးတော့မှအဆ30ဒီဟုသောအဆ60ဒီဟုသောအဆ100ဒီဟုသောသီးပင်တွေနေနဲ့ကျွန်တော်သီးလာတာဖြစ်တယ်တခါလေမှမြင်ရတဲ့အသီးရှိပါတယ်မမြင်ရတဲ့အသီးလည်းရှိပါတယ်မြင်ရတဲ့အသီးကကျွန်တော်ကျမ်းမာလာတယ်လန်းဆန်းလာတယ်ပျော်ရွှင်ခြင်းနဲ့ပြည့်လာတယ်မမြင်ရတဲ့အသီးကဖျားဝတ်မှာမွေးပြောတယ်ဖျားရှင်ဂုံကျေးဇူးကိုပဲချီးမွမ်းခြင်းနဲ့ဖျားရှင်ကိုပဲကျွန်တော်ရှစ်ခိုးဥချခြင်းနဲ့ဆိုရက်အတွင်းသီးလည်းသီးပါတယ်ချစ်တဲ့ညီကိုမောင်မတို့ကောင်းသောမြေမှာကြတဲ့မျိုးစေ့တဲ့ကျွန်တော်တို့ချက်ချင်းကိုကျွန်တော်တို့တွေမျိုးစေ့ကအပင်ပေါက်ဖို့ရန်အကြောင်းဖြစ်ပါတယ်သို့တော်လည်းအချိန်တစ်ခုလေးကြာတဲ့အခါမှာကြာမှသာလေအသီးကိုတီးပါတယ်အစာ30အစာ60အစာ100ဒီဟုသောအသီးကိုတီးတယ်ဆိုလည်းတွေးရပါတယ်ဒီကိုမောင်မတို့ယခုနကျွန်တော်ပြောသလိုပဲကဲတင်ချင်းအသက်ထာဝရအသက်နဲ့ရှင်တဲ့မျိုးစေ့ကလူတိုင်းတို့ပေါ်မှာမခွဲခြားပါဘူးဒီမျိုးစေ့လေးပါပဲစိုက်လိုက်ရင်အသီးသီးမယ်ဆိုတဲ့မျိုးစေ့မျိုးစေ့ပါထို့နည်းတူတော့ကျဲဖြန့်တဲ့သူကလည်းသခင်ယေရှုခရစ်တော်ဖျားဒါမှမဟုတ်သခင်ယေရှုခရစ်တော်ဖျားကအခွင့်အာဏာပေးထားတဲ့ကျွန်တော်တို့လိုလူပုဂ္ဂိုလ်တွေကလည်းစေတနာမေတ္တာနဲ့အနစ်နာခံပြီးကျဲမှာဖြစ်ပါတယ်အဓိကကတော့သင်ဒီဟူသောကောင်းသောမြေပဲဖြစ်ပါတယ်သင်နှလုံးသားထဲမှာကြမဲ့မျိုးစေ့လေးအမြင့်ကျအပင်ပွားဖို့ရန်အတွက်ကောင်းသောမြေဖြစ်ဖို့ကြိုးစားကြရအောင်ကိုးစားကြရအောင်သင်တကယ်လို့မလုံနိုင်ဘူးဆိုရင်ထိုယေရှုခရစ်တော်ဖျားကိုသာလေအစကနေအဆုံးလက်တော်အပ်ပါယေရှုခရစ်တော်ဖျားဟာမိမိအမှုကိုလက်ဆတတ်တဲ့အခါမှာအလွန်တနာစုံမဲ့စွာနဲ့တင့်ရဲ့ဘဝတစ်ခုလုံးကိုဘောက်ဖတ်ဘဝကနေရွှေလိပ်ပြဘဝဖြစ်ပြောင်းလဲပေးနိုင်တဲ့အရှင်ဖြစ်တယ်လို့ဒီမြင်ရတဲ့မျိုးစေ့လေးမမကြောကြောလေးဒီလက်ညှိုးအစ်စ်လောက်ပဲရှိတဲ့အရာလေးကအဆ30အဆ60အဆ100ဒီဟူသောဝင်းမဲ့နေတဲ့စပါးခင်းလူတွေတို့၎င်းဒါအပြင်ကျွန်တော်တို့တရက်ပင်ကတရက်သီးလို့တော်၎င်းဝေဝေဆာဆာနဲ့ကျွန်တော်တို့ကြီးထွားလာတယ်ဆိုတာကိုတွေ့ရပါတယ်နောက်ဆုံးညီကုန်းချုပ်ဗာပြောခြင်းလဲညီကိုမောင်မတို့ကျွန်တော်တို့ယနေ့ကြားခဲ့တာရတဲ့တရားထူးတရားမြတ်ကိုကျွန်တော်တို့နှလုံးသားထဲမှာနူးညံ့တိမ်မွေ့စွာခံယူပါအဲ့ဒီခါမှာသင်တယောက်တည်းပဲအဆ30အဆ60အဆ100ပွားများတာမဟုတ်ပဲနဲ့သင်နဲ့ပတ်သက်တဲ့သင်အိမ်တောင်မိသားစုရဲ့အယောက်စီတိုင်းထိုတရားစကားကိုကြားပြီးကိုရောရဲ့ဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းကျမ်းမာချမ်းသာခြင်းတည်းဟူသောယခုဘဝနောင်ဘဝကယ်တင်ခြင်းနဲ့ကောင်းကြီးမင်္ဂလာကိုခံစားရမယ်ဆိုတာကိုအနည်းငယ်ဝေငှလိုပါတယ်ဒီနှုတ်ကပတ်တော်သင်အတွက်ဖြစ်ပါတယ်အရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေအာမင်